ဘာဖြစ်ဖြစ်ကွယ်ဘဝတမှုရှိတယ်ဒီဖြစ်တဲ့လောက်တော့လောကကြီးတဲ့နေဖို့တင်နေအသေးပြလိုက်မယ်ဘာတူသေးလဲဒီလိုမင်းမတွေ့နဲ့မစင်စားနဲ့ငယ်ချင်းရဲ့ဘယ်နေမှလဲဘယ်သူမှမသိတဲ့အလူတိုင်းတစ်နေ့တော့လမ်းခွဲရမယ်တွေ့ရင်ဝါကုန်မြတ်ကြီးပဲတစ်စက္ကန့်မှအမင်းမရှုံးဘူးနေပြောပါတယ်မောင်လေးတွေပါလင်းရှိမယ်ဘဝမောပြေဘူးမရှိတဲ့တစ်ချိန်ကြတော့လေကဘာကြီးကတော့မပြောင်းလဲဘူးခွဲအရင်တိုင်းပဲလူသစ်များနဲ့အသက်ရှင်နေပါလိမ့်မယ်မျောလင်းတဲ့တွင်မြဲဆက်ရဲ့အိမ်မလေးမယ်မောင်လေးတွေပါလင်းရှိမယ်ဘဝမောပြေဘူးအပင်မယ်လူကစားနေလုံးမရဲ့ပင်သာရှိရှိတယ်